ဒါကြီးလက်ရေးလေးတွေပေါ့နော်ဒါကြီးလက်ရေးဝမ်းဆက်လေးတွေလည်းရှိမယ်ခွင်းလေးတွေလည်းရှိမယ်အဲ့ဒါလေးတွေကိုလေဟိုအခုဟာ line တွေလည်းမကောင်းတော့ခါကြတော့ဗီဒီယိုတွေကလည်းကြည့်လို့မလွယ်ဘူးလေအဲ့တခါတည်းတစ်ပရိတ်တည်းပဲတနေရာထဲမှာတစ်မိနစ်ထဲနဲ့တခါတည်းပြီးသွားလို့အကုန်လုံးပြလိုက်တယ်ဒီလိုပြတော့လေဟိုစိုက်မှာယူရတယ်လို့ပေါ့နော်ဟိုမြင်နေဆိုတော့ခါကြတော့ဘယ်လိုယူရမလဲသိတယ်ဟိုတစ်ထည့်ချင်းကြတော့ယူရတာတစ်ထည့်ချင်းပြတော့ယူရတာဘာယူရမှမသိဘူးဒီရောနေနော်ဒါလေးရဆိုလို့ရှိရင်အပေါ် line လေးကတော့ဟိုဘောဓာဝါပေါ့နော်ဓာကြီးဓာဝါကိုသူကဓာမိတ်ကလေးနဲ့ရှင်ဓာမိတ်ကလေးနဲ့ဓာစင်လေးသူကမူလလက်ဟောင်းလေးပါနော်အလေ line လေးကကြတော့သူကဒါဟိုဘောဓာဝါပဲဒါပေမဲ့သူကကြတော့ဒီဇိုင်းလေးကခဲစိမ့်ပေါက်လေးမိတ်ကတော့ဓာမိတ်နှစ်မိတ်ပါတယ်နော်ဓာမိတ်လေးတွေပါပဲရှင်နော်ဒါ3မီတာဝမ်းဆက်လေးတွေပါ3ကိုင်းနဲ့တစ်ထွာပါပါတယ်နော်3ကိုင်းတစ်ထွာပါပါတယ်စေးသားလည်းနှစ်ပတ်ပေါက်ပေါ့နော်ဒါလေးကတော့လူတိုင်းသိပါတယ်ဒီဓာကြီးတွေကတော့နော်အသားနာတွေကတော့နောက်ပြီးတော့ဒီဟိုဟာလေးတတိယလိုင်းဟာလေးကကြတော့သူကတော့ဓာတောင်ပန်လေးတွေတော့အဲ့လိုမျိုးအစင်လေးတွေမှာပါတယ်ပေါ့နော်အမိတ်ကလေးကတော့သူကဓာမိတ်မဟုတ်တော့ဘဲနဲ့သူကအမိတ်တစ်မျိုးလေးပေါ့နော်အမိတ်ဆန်းဆန်းလေးတွေပေါ့နော်အဲ့လိုလေးထည့်ပေးထားတယ်နော်ကာလာလေးတွေကတော့အခုပြထားတဲ့ကာလာလေးတွေပေါ့အဲ့ဒါလေးတွေကလည်း3မီတာ3ကိုက်ခွဲ1ဆက်ပါပဲနော်3ကိုက်ခွဲ1ဆက်ပါပဲရှင်ပြီးရင်အောက်ဆုံး line လေးကကြတော့သူကတော့2မီတာပေါ့ဓာစိမ့်လေးပေါ့နော်မှုတ်ကန်လေးနဲ့ဓာမိတ်ကလေးနဲ့ပါမယ်နော်မှုတ်ကန်လေးနဲ့ဓာမိတ်ကလေးနဲ့ပါမယ်ပြီးကြလို့ရှိရင်ဒီဟိုပါပေါ့ဒီလိုမှုတ်ကန်ပြောင်လေးပေါ့နော်မှုတ်ကန်ပြောင်လေးအဲ့ဒါတော့2မီတာ2မီတာ2ကိုက်တစ်မိုက်ကျော်ပေါ့နော်2ကိုက်တစ်မိုက်ကျော်ပါတယ်နောက်ပြီးတော့ဒီလိုအစင်လေးပေါ့နော်ဒီလိုအစင်လေးပါမယ်အဲ့လည်းမှုတ်ခံလေးပါပဲရှင်ဒီဘက်ကတော့ဟိုအယောင်ကတော့အလို2ရောင်ပေါ့နော်ဒီဘက်ကကြတော့သူကဓာစင်ဓာမိတ်နဲ့ဓာစင်လေးပေါ့နော်မင်းကိုရောင်လေးနော်အဲ့ဒါလည်း2မီတာကိုဒီမှာဟိုပါပဲပေးလိုက်ရှင်3000ပဲပေးလိုက်တော့နော်ဒီမှာယူမယ်ဆိုလို့ရှင်3000ပဲပေးလိုက်ပါရှင်ဒီကားစီတောင်3000လောက်ပေါက်တယ်နော်3000ပေးလိုက်ပါအပေါ်ကဒီ3မီတာ1ဆက်တွေယူမယ်ဆိုလို့ရှင်တော့4000ခွဲအမှန်တကယ်ရောင်းတာလေ4000ခွဲအမှန်တကယ်ရောင်းတာသူကလက်ကားစီတောင်မှ10စုံကိုသူကအခု4000လောက်ပေါက်နေတာပေါ့နော်3000 8000 4000လောက်ရှိတယ်နော်အဲ့လိုတွေရောင်းကြအဲ့ဒါကိုဒီဗီဒီယိုကနေဟိုပဲယူလိုက်တော့4000ခွဲမရောင်းတော့ဘူးဒီဗီဒီယိုကနေယူမယ်ဆိုရင်ဟိုပဲယူလိုက်4000 3000နဲ့ယူလိုက်နော်နှစ်စုံယူမယ်ဆိုရင်အဲ့အပေါ် line 3 line နော်နှစ်စုံယူမယ်ဆိုရင်8000ခွဲနဲ့ပြည်မြန်လေးတော့လာထားပါရှင်နော်မရအောင်နော်တရားအခုကဓာကြီးကနည်းနည်းဝင်နည်းနည်းဟိုဖြစ်နေဒါလေးတွေကြိုက်တယ်ဆိုလို့ရှိရင်တော့ဒါဓာစိမ့်လေး2မီတာလေးနဲ့ကရမက်ကလေးကိုဒါ3000ပဲပေးရှင်2မီတာလေးတွေရှင်နော်ဒီဘိုးမလေးတွေကြိုက်တယ်ဆိုလို့ရှိရင်လည်းဘိုးမလည်း3000ပဲပေးပါရှင်3000ကလက်ကားစင်းပဲရှိရရှင်သလားလက်ကားစင်းပဲရှိရတကယ်တည်းနော်လက်ကားစင်း2800 2900 3000အဲ့ဒါတစ်ထည့်ချင်းရွေးလို့မရဘူးလက်ကားတွေက